မရေရာရဲ့ဝါရဖြတ်မှုတွေနဲ့သတင်းမှားတွေကိုစစ်စစ်သိရှိလာကြပြီးတဲ့နောက်မှာတော့မိကန်နိုင်ငံတော်ရဲ့ပြည်သူ့ရင်ဝင်သက်စီကိုလူငယ်တွေတစ်နှစ်ထက်တစ်နှစ်ပုံပုံများပြားစွာနဲ့အလင်းဝင်ရောက်လာကြပါတယ်။ဒီလူတွေများသက်ဆိုင်ရာမိဘအုပ်ထိန်းသူများနဲ့ဖိတ်ကြားထားတဲ့ဧည့်သည်တော်များအားလုံးပြည့်တည်မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့နှုတ်ခွန်းဆက်အပ်ပါတယ်။အမအဲ့လိုပဲ PDF လူငယ်ဘွားကိုပြန်သွားရအောင်မယ်သွားမလားလို့မင်းရောသွားချင်သေးလား။ဒီကနေ့အလင်းဝင်ရောက်လာကြတဲ့ PDF လူငယ်ကြား18ဦးမှ2ဦးစုစုပေါင်းဦး20တဲကမှ73ဦးကတော့လက်နက်9လက်ပြီးရင်ကြီးမျိုးဆောင်485တော့ကြီးအိမ်5ခုဒီနာကဘုံတီတစ်လုံးနေမိုင်းတစ်လုံးလက်ပစ်ပုံ3လုံးနဲ့အတူအလင်းဝင်ရောက်လာကြတာပဲဖြစ်ပါတယ်ချိန်မလွန်ခင်အမှတ်တရားကိုသိရှိပြီးမိဘရင်ဝင်စီစစ်မှန်တဲ့ပြည်သူ့ဘဝကိုအများဆုံးဝင်ရောက်လာကြဖို့တာမန်နဲ့စစ်တာနာကြောင့်အလင်းဝင်အခမ်းအနားမြင်ကွင်းများနဲ့အတူထူထောင်အလိုက်မီဒီယာမှတိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ရှင်ကျွန်မသဇင်ဦးပါ